မင်္ဂလာပါ Special Entertainment မှာကြိုဆိုပါရစေ။ဒီတစ်ခါမှာတော့စင်ကာပူနိုင်ငံရဲ့တောင်ဘက်ကမ်းလွန်မှာတည်ရှိတဲ့စင်တိုဆာကျွန်းအကြောင်းကိုဝေမျှချင်ပါတယ်။အရင်ဆုံးကျွန်တော်ရဲ့ channel ကို Like and Subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျ။စင်တိုဆာကျွန်းဟာကမ္ဘာ့ခရီးသွားတွေကြားမှာအလွန်ကြောကြားတဲ့အပန်းဖြေကျွန်းတစ်ခုဖြစ်ပါတယ်။စင်တိုဆာဆိုတဲ့စကားလုံးဟာမလေးဘာသာစကားအရအေးချမ်းသာယာခြင်းလို့အဓိပ္ပာယ်ရပါတယ်။စင်တိုဆာကျွန်းရဲ့အဓိကလည်ပတ်စရာနေရာစိတ်ဝင်စားစရာနေရာများကတော့တနေကုန်လည်ပတ်ဖို့မကုန်နိုင်အောင်များပြားလှတဲ့ဖျားဖျည်ရဲ့နေရာတွေလည်းရှိပါတယ်။ Universal Studios စင်ကာပူကတော့အရှေ့တောင်အာရှရဲ့တစ်ခုတည်းသော Hollywood ရုပ်ရှင်အခြေပြုကစားဝင်းကြီးလည်းဖြစ်ပါတယ်။ဆီးကွယ်တရားဟာကမ္ဘာ့အကြီးဆုံးငါးပြတိုက်တွေထဲကတစ်ခုဖြစ်ပြီးပင်လယ်ရေအောက်သတ္တဝါပေါင်း1 သိန်းကျော်ကိုလေ့လာနိုင်ပါတယ်။ Awan Water Park မှာရေကူးကန်တွေရေလျှောစီးပစ္စည်းတွေနဲ့ရေအောက်သတ္တဝါနဲ့အတူရေကူးနိုင်တဲ့နေရာလည်းဖြစ်ပါတယ်။မန္တမီထူးဆောဟာကမ္ဘာကျော်အနုပညာရှင်တွေခေါင်းဆောင်တွေရဲ့ဖျောင်းရုပ်ထုတွေကိုကြည့်ရှုနိုင်ပါတယ်။စင်တိုဆာကျွန်းမှာအပန်းဖြေငားနေချင်သူတွေအတွက်ကီလိုမီတာ20ကျော်ရှည်လျားတဲ့တဲတောင်ပြင်3 ခုရှိပါတယ်။စီလိုဆိုကမ်းခြေဟာလူငယ်တွေကြိုက်များပြီးကမ်းခြေအားကစားတွေဘားတွေနဲ့စီကမ်းနေပါတယ်။ပလာဝမ်ကမ်းခြေဟာမိသားစုတွေအတွက်တည်တော်ပြီးကလေးကစားကွင်းတွေနဲ့ကျွတ်သားရှိပါတယ်။ထန်းကျွန်းကမ်းခြေဟာအေးအေးဆေးဆေးနန်းနန်းနေချင်သူတွေအတွက်အကောင်းဆုံးဖြစ်ပါတယ်။ Fort Siloso ဒုတိယကမ္ဘာစစ်အတွင်းကအမြှောက်တပ်စခန်းဟောင်းဖြစ်ပြီးစင်ကာပူရဲ့သမိုင်းဝင်စစ်တပ်နဲ့ပစ္စည်းတွေကိုလေ့လာနိုင်ပါတယ်။ကျွန်းပေါ်ကိုအပေါ်စီးကနေမြင်တွေ့နိုင်ဖို့အတွက်ကေဘယ်ကားကိုစီးနင်းနိုင်ပါတယ်။ Sky Hilux Sentosa ဟာစင်ကာပူရဲ့အမြင့်ဆုံးလေဟာပြင်စီးနင်းမှုတစ်ခုဖြစ်ပြီး360 ဒီဂရီရှုခင်းကိုကြည့်ရှုနိုင်ပါတယ်။ Sentosa Boardwalk VivoCity ကနေကျွန်းပေါ်ကိုလမ်းလျှောက်သွားနိုင်ပါတယ်။ရှုခင်းလှပပြီးလမ်းလျှောက်ရတာဝါသနာပါသူတွေအတွက်တည်တော်ပါတယ်။ကားငှားယာဉ်တွေအများသုံးဘတ်စ်ကားတွေနဲ့တိုက်ရိုက်သွားလို့ရပါတယ်။စင်တိုဆာကျွန်းရဲ့နေဝင်ချိန်မှာလည်းအပန်းဖြေနိုင်ဖို့ Wheel of Time လို့ခေါ်တဲ့ရေပန်းမီးပန်းနဲ့လေဆာပြပွဲကြီးကိုကမ်းခြေမှာတင်ဆက်လက်ရှိပါတယ်။စင်တိုဆာကျွန်းထဲကနေရာအတော်များများဟာဝင်ကျဲပေးရပေမဲ့ကမ်းခြေတွေနဲ့ချိုးသောလမ်းလျှောက်နေရာတွေကတော့အခမဲ့ဖြစ်ပါတယ်။စင်တိုဆာကျွန်းဟာအစောပိုင်းကာလကဗြိတိသျှစစ်စခန်းတစ်ခုဖြစ်ခဲ့ပေမဲ့1970နှစ်ကစပြီးကမ္ဘာ့စစ်သားမြေအပန်းဖြေနေရာတစ်ခုဖြစ်ပါတယ်။စင်တိုဆာကျွန်းရဲ့စီးပွားရေးလုပ်ငန်းဟာ Island Resort ပုံစံဖြစ်ပြီးမြို့မျိုးသောဖျော်ဖြေရေးကဏ္ဍတွေနဲ့တည်ဆောက်ထားပါတယ်။စင်တိုဆာကျွန်းဟာစိန်ခါနားယူလိုသူတွေအတွက် Six Star Hotel မှာဆိုရင်ကပီတာစင်ကာပူလိုမျိုးကမ္ဘာ့ခေါင်းဆောင်တွေတွေ့ဆုံတက်တဲ့အထိစည်းမြင့်တဲ့ဟိုတယ်တွေလည်းရှိပါတယ်။စင်တိုဆာကုန်းမှာအဆင့်မြင့်လူနေအိမ်ခြေနယ်မြေဖြစ်ပြီးသူဌေးကြီးတွေရဲ့ရွက်လှေတွေဆိုက်ကပ်ရာနေရာလည်းဖြစ်ပါတယ်။စင်တိုဆာကျွန်းမှာ Sesame Square လို့ခေါ်တဲ့မကြာသေးမီကမှဖွင့်လှစ်လိုက်တဲ့လမ်းလျှောက်လမ်းဖြစ်ပြီးညဘက်မှာ Interactive လာရှိုးတွေနဲ့ခရီးသွားတွေကိုဆွဲဆောင်ပါတယ်။စင်တိုဆာကျွန်းဟာ2030ပြည့်နှစ်မှာကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုမရှိတဲ့ကျွန်းတစ်ခုဖြစ်လာဖို့လည်းရည်မှန်းထားပါတယ်။စင်တိုဆာကျွန်းဟာကမ္ဘာ့ခရီးသွားလုပ်ငန်းတစ်ခုတည်းမဟုတ်ဘဲစင်ကာပူနိုင်ငံရဲ့စီးပွားရေးကိုအထောက်အပံ့ပေးနေတဲ့အဓိက Entertainment တစ်ခုဖြစ်ပါတယ်။စင်ကာပူနိုင်ငံရဲ့စင်တိုဆာကျွန်းမှာရှိတဲ့စင်တိုဆာကုန်းဟာကမ္ဘာတစ်ဝှမ်းကတန်းကြွေသူဌေးတွေနဲ့ဘီလီယံနာတွေစုဝေးရာအာရှရဲ့အထူးခြားဆုံးနဲ့စိတ်ကမှုရှိဆုံးလူနေရပ်ကွက်တစ်ခုဖြစ်ပါတယ်။စင်တိုဆာကုန်းဟာစင်ကာပူမှာနိုင်ငံခြားသားတွေမြေပိုင်ဆိုင်ခွင့်ရှိတဲ့တစ်ခုတည်းသောနေရာဖြစ်ပါတယ်။ပင်လယ်ပြင်ကိုတိုက်ရိုက်မျက်နှာမူထားပြီးလုံခြုံရေးအလွန်တင်းကျပ်တဲ့အတွက်ကမ္ဘာကျော်ပုဂ္ဂိုလ်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့စိတ်ကြိုက်နေရာတစ်ခုလည်းဖြစ်ပါတယ်။စင်တိုဆာကုန်းမှာရှိတဲ့အိမ်တွေဟာတစ်အိမ်နဲ့တစ်အိမ်ပုံစံမတူတဲ့ဗိသုကာပညာရှင်တွေနဲ့သီးသန့်ပုံဖော်ထားကြပါတယ်။အိမ်အတော်များများဟာကိုယ်ပိုင်ရွက်လှေဆိုက်ကပ်ဖို့နေရာတွေတိုက်ရိုက်ပါရှိပါတယ်။ပင်လယ်ပြင်နဲ့တဆက်တည်းဖြစ်နေသလိုငါးစားရစေမယ့်ရေကူးကန်တွေပါဝင်ပါတယ်။အိမ်အတွင်းမှာရုပ်ရှင်ရုံဝိုင်းသိုလှောင်ခန်းဓာတ်လှေကားနဲ့ကားအစီးရေများပြားရပ်နားနိုင်တဲ့မြေအောက်ကားဂိုဒေါင်တွေပါဝင်လျက်ရှိပါတယ်။စင်တိုဆာကုန်းမှာနေထိုင်သူတွေဟာမြို့ပြရဲ့ဆူညံမှုတွေနဲ့ကင်းဝေးပြီး
ကမ္ဘာအစီအတိုင်းမိတ်စားသက်ဆိုင်တဲ့ကော်ဖီဆိုင်တွေမှာနားယူနိုင်ခြင်းနာမည်ကျော်စင်တစားကောက်ကလပ်နဲ့နီးကပ်စွာရှိခြင်းအိုရှင်ဗီယိုအခန်းထဲကနေပင်လယ်ပြင်အလှကို24နာရီလောက်မြင်တွေ့နိုင်ခြင်းစတဲ့အခွင့်အရေးတွေကိုရရှိနိုင်ပါတယ်ကြည့်ရှုသူလူကြီးမင်းတဦးချင်းစီကိုကျေးဇူးထူးစေပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ